အားလုံးမင်္ဂလာပါကျွန်တော်ဒီတစ်ခေါက်မှာတော့ကြက်သားစီပြန်လေးချက်ဆောင်မှာဖြစ်ပါတယ်အဲ့လိုကျွန်တော်လွယ်ကူလေးကျွန်တော်တို့စချက်လိုက်ရအောင်ဟိုစားထောင်းထားတဲ့ငရုတ်သီးတွေကိုစီတက်ဖို့အတွက်စီလေးနဲ့ထည့်လိုက်မယ်တော့ဒီမှာစီပူလာပြီဆိုတော့ねဒါကတော့ထောင်းထားတဲ့ဟိုပါပေါ့နော်ငရုတ်သီးချောင်းနဲ့ကြက်သွန်ဖြူနဲ့ကိုထည့်လိုက်မယ်ကျွန်တော်တို့အခုလောဆယ် curry paste ကိုစီတက်ထားတဲ့အချိန်မှာဒါတော့ဒီကြက်သားကတော့ကျွန်တော်တို့ဟို CP ကြက်ဝါပေါ့နော်အဲ့ဒါကိုတစ်ခါကျွန်တော်ထည့်လိုက်မယ်စီတက်ထားတဲ့အချိန်မှာကြက်သားထည့်ပြီးရင်ကျွန်တော်ကမဆလာပေါ့နော်မဆလာနည်းနည်းထည့်သုံးတယ်အရသာမဟုတ်ဘူးเนาะ seasoning powder နည်းနည်းထည့်မယ်တော့ကြက်သားထည့်ထားပြီးတော့ထည့်ထားတဲ့အချိန်မှာကျွန်တော်ဒါကတော့ပြင်ဆင်ထားတဲ့ဟိုပါပေါ့เนาะကြက်သွန်ဖြူရယ်ကြက်သွန်ကြီးအလုံးကြီးနှလုံးပြီးတော့နန်းနန်းပင်ပေါ့เนาะတစ်ခါလည်းကျွန်တော်ရောထည့်လိုက်မယ်ရွာရင်နှင်းလေးကိုကျွန်တော်တို့ရေပေါ့နော်ရေကတော့ကွက်တစ်ဝက်လောက်ကျွန်တော်ထည့်လိုက်မယ်ညံပြာရေပါညံပြာရေနဲ့အုပ်လိုက်မယ်ဒါတော့ပဲညံပြာရေအကြီးပါနည်းနည်းထည့်လိုက်မယ်ရွာရင်ကျွန်တော်ဒီကောင်ကိုပုံအုပ်ပြီးတော့တည့်ထားလိုက်မယ်အနည်းဆုံးမတည့်လို့ဆိုရင်15မိနစ်20ဟိုကချက်သားဟိုကဆိုတော့လေCP ကြောက်ဝါဆိုတော့ဒီကောင်နည်းနည်းမာတယ်တလားရေခန်းလောက်တည်းရရှယ်လေးနဲ့ကျွန်တော်တို့ဒီကောင်ကိုလေတည့်ထားတဲ့ကြက်သွန်တွေအားလုံးပျော်သွားတဲ့အထိတည့်ထားမှာနော်เนี่ยผู้สูงเดี๋ยวน่าจะเชฟอ๋อว้าวนี่ดิเลยเกี่ยวละดิဒီနေထားဆိုမိနစ်20မိနစ်20လောက်တည်းတော့ကျက်တုံးလေးလည်းပြောပြီမိနစ်20လောက်တည်းထားတော့ကွတ်တီပဲဒီတော့မွေးနေအောင်ကဲကျွန်တော်ဟင်းဒီအနေထားကဟိုကကြက်ပြီပေါ့နော်အဲဒါတော့ကျွန်တော်မြည်သိပ်ပြီးတော့ဒီကောင်ကိုချလိုက်တော့မယ်ဟင်းကလုံးဝကြက်သွားပြီရှယ်ပဲကြည့်အောင်ကျွန်တော်ဟင်းကြက်ပြီဆိုတော့ဒီခါလေးစားမပကံတော့မှဒီခါလေးပြင်လိုက်မယ်နော်ကဲကျွန်တော်ဒါကတော့ကြက်သားဟင်းပေါ့နော်အိမ်မှာတန်ချင်းရှင်းနဲ့လွယ်ကူလေးချက်စားလို့ရတယ်ကြက်သားဟင်းလေးပါရမ်းစားကောင်းပါတယ်ချက်စားကြည့်ပါနော်